အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Chelsea အသင်းရဲ့အလှပဆုံးခေတ်တစ်ခေတ်ကိုဖန်တီးပေးခဲ့တဲ့ Eden Hazard ရဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်သူဟာအသက်32နှစ်အရွယ်မှာပဲသူ့ရဲ့ပေါ်လုံးသမိုင်းကြောင်းကိုအဆုံးသတ်လိုက်ပြီးဖြစ်ပြီးပရိသတ်တွေအတွက်တော့သွေးမိတိုင်းမျက်ရည်ဝဲစီမဲ့အမတ်တရကိုသာခြံရစ်ထားခဲ့ပါတယ်လူတွေကသူ့ကိုစောလွန်းတယ်လို့ပြောကြပေမဲ့တကယ်တော့သူဟာပေါ်လုံးလောကရဲ့အမြင့်ဆုံးမှာရောက်ခဲ့ပူပါပြီ Chelsea အသင်းမှာသူကစားခဲ့တဲ့အချိန်တွေဟာရွှေရောင်လွမ်းတဲ့ခေတ်လူတောင်ပြောလို့ရပါတယ်။သူဟာအမှုပညာရှင်တယောက်လိုပါပဲ။နံပါတ်30ကစားသမားဖြစ်တဲ့သူ့ရဲ့ပေါ်လုံးဆွဲပြေးပုံကကပြားတစ်ပုတ်လိုလာပါပြီးတော့ Stamford Bridge Green ကြီးဟာသူ့အတွက်တော့ကြီးကျယ်ခမ်းနားတဲ့စင်မြင့်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ Premier League ရဲ့ရာသီ9ခုမှာအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ Chelsea အသင်းနဲ့ Premier League နှစ်ကြိမ် FA ဖလားတစ်ကြိမ် League ဖလားတစ်ကြိမ်နဲ့ Europa League နှစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။သူကိုနီးပြမော်ရီဟိုကကမ္ဘာအကောင်ဆုံးပါရမီရှင်တွေထဲကတယောက်လို့တောင်ချီးကျူးခဲ့ပါတယ်။ဒါပေမဲ့အိမ်မက်တွေကတခါတလေရက်ဆက်လွန်လာပါတယ်။အမြင့်ဆုံးအောင်မြင်မှုဖြစ်လာမယ်လို့ထင်ခဲ့တဲ့ Real Madrid ခီးစဉ်ဟာသူ့ရဲ့အပြုံးနဲ့မော်အစွမ်းတွေကိုလူယူသွားတဲ့အကျဉ်းထောင်တစ်ခုဖြစ်ခဲ့ပါတယ်။တန်ရာတွေကအရာအလုံးကိုဖျက်ဆီးပစ်ခဲ့ပြီးကံကြမ္မာရဲ့လောင်ပြောင်ခံခဲ့ရပေမဲ့အဲ့ဒီအရာတွေကသူဖန်တီးခဲ့တဲ့ကြီးကျယ်ခမ်းနားမှုတွေကိုဘယ်တော့မှဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး။ဒီနေ့မှာတော့ Eden Hazard ပြသခဲ့တဲ့မော်အစွမ်းတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ပေါ်လုံးရဲ့အလှပဆုံးကစားကွက်တွေကိုတီးခွင့်ပေးလို့လည်းကျေးဇူးတင်ပါတယ်။ဘလောက်ပဲအချိန်တွေကြာရပါစေ။ Eden Hazard ဟာ Chelsea အသင်းရဲ့ကနဝင်ကစားသမားတစ်ယောက်အဖြစ်ပရိသတ်တွေရဲ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေမှာပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခက်ခဲတွေကြော်ဖြတ်ပြီးတော့ပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။